မောင်ရဲ့ရိုက်လို့ရပြီလားရပြီနော် ready ဒီမြိုက်ချင်တော့ဟိုထားရတော့မရိုက်တော့ဘူး ရိုက်လို့မရအောင်လေရိုက်မယ်လို့ရပြီလား မဟုတ်ဘူးလေချောင်းနာနေတယ်ဟိုလုံးဝမရိုက်ချင်တော့လေချောင်းနာရယ်ချောင်းဆိုးရယ်မိုးရဟွာစားချင်နေတာရယ်မြိုက်ချင် အခုတွေရပြီလားဟမ် နောက်နေ့မှရိုက်လို့မရဘူးလားမြန်မာရယ်ထားရမြိုက်ချင်တော့တကယ်တော့မြိုက်ချင်တော့လူကလုံးဝလုံးချီတယ် မရဘူး ကဲအတန်ဝင်နေတော့ပို့ဆိုးတယ်မြိုက်ချင်တော့ထားရတော့ မရဘူးလို့မောင်ရဲ့ နောက်နေ့ရိုက်ပေးမယ်လေ စစ်တောက်မလားစစ်တောက်ဝင်ရိုက်မလား ကြည့်ရှင်းပေးလေရှင်းတာပေးတော့ တကယ်လား အေး မတီးဘူးလေမောင်ကဆေးဆိုရင်တုံတုံမတောက်တော့အဆူပြီးရောရော့ဒီမှာအိတ်ထဲမှာပါတယ်ဟိုင်းနေရှာ ဟုတ်လားလား ညသားတွေကစောင်းတာကိုမောင်တို့ သွားလေယူလာပေးရပါ ဟုတ်တယ်မောင်က ဒီက မိုးမီနဲ့ဖျားတတ်တော့ ဖြားနာတက်လို့ရတာ ကြားတယ်မောင်မလေးကမိုးမီထားတဲ့အတွက်မင်းကအမြဲတမ်းစောင်းပေးထားတာ အဲ မိုးမီလိုက်တော့မောင်ထပ်ပြီးဖျားတော့မယ်ဆိုတာဒီလိုဒီနေ့စောင်းထားပေးရမောင်တို့ မဟုတ်စီးတော့တာဟုတ်ပါရေးပေးနေကြ ဟုတ်ဘူးသူကမောင်ဒီတိုင်းတောက်ရမှာနောက်နည်းနည်းမင်းနည်းနည်းလေးကြာတော့မှရေတောက်ရမှာ ဟုတ်လား ဟုတ်တယ် အညံဖတ်ကြည့်တာအောင်ဟောအေးမိရတယ်ရနော် ဟုတ်တယ်အေးမီရ ဆုပ်ရအောင်လားအေးအဆုပ်ကရအောင်ငါစောင်းထားတယ်ဘာလို့လဲဆိုတော့ငါတို့စောင်းနေဆိုတည့်အတိုင်းပဲ ဟုတ်တယ်အစုံမကောင်း ဒါရေချိုးရနောက်ကြရင်အဲ့ဆိုရင်မောင်တမဟိုင်းနေချတောက်ပြင်ရိုက်ပေးမယ်ဟုတ်ပြီလားနော်တော်သေးတာပါမိမနဲ့ဆေးရှိနေလို့မိုးကလည်းရွာရိုက်နေမိုးကရွာကွာကွတိပဲဆေးတောက်ပြီးတော့ရိုက်စရာမလိုတော့မိုးကရွာနေပြီ